မောင်ရီသွားကြဆိုကျမငါလိုက်ပြီးမလုပ်ညာတော့ လာလိုက်တာအဖေရတော်တော်ရိုက်ညာလေ အဲ့တက်တော့နင့်သမင်းမကြွေးဘူးငါအခုခင်းချင်ဒီတော့ပို့ရမှာငါအလောက်ကပဲနင့်သမင်းကြွေးတာပေးငါပလိုက် ခဏလေးပါအဖေရပလိုင်းလေးနဲ့ချစ်စရာလည်းကောင်းအောင်လို့မတစ်ချက်လေးတော့ပဲရိုက်ပါဦးမယ် ဘာလဲငါမတည့်ရစောင့်နေရမှာလားပေးစမ်းမှာရင်မြဖတ်မြပဲတနေ့တနေ့လုံနေတော့ပဲဘာမှမသိဘူးအငယ်မနင်ရောဘာလုပ်ညာတော့ ဟိုဆန်ဒရက်စာကြည့်ချက်နေရဖေ ကဲအငယ်မဟုတ်တော့နင့်လေအငယ်မချင်းနေနေကြွေးရမှာသိလားငါတမလိမ္မာတော့လေငါတမကောင်းစားမှာနေရတော့နော်ဟင်းကြောင့် ကဲကြားလုံးမကောင်းကြသေးရလားအငယ်မဖြစ်တဲ့သူကတက္ကသိုလ်ကျောင်းတက်ရတော့မယ်နင်းကလေ10ရောက်တပုံပုံကြလို့ကောင်းတော့ဒီနေ့မှမအောင်ရင်နင်နော်ကျောင်းထွက်ဖေးဖြစ်တဲ့သူဟိုမှာနေပူကျဲထဲမှာလောက်ကကျွေးမွေးရတော့နင်းကလေဖေးလုံးဝမငဲ့အောင်နော်အခုလည်းငါပြောကြားလားအားနေဒီတစ်တော့ပဲကြည့်နေရနင်ဖုန်းသိလိုက်လောလိုက်ကန်ဆိုမသိရနော်ကဲငါသမီးရအောင်ဘာလို့ချင်းလဲအဖေရအောင်စူးစမ်းပေးမယ် ဟောဘာမှမလုပ်ပါဘူးဖေရဲ့သမီးကလေးဖြစ်နိုင်ဖေဘာမှတော့မလုပ်စေချင်ဘူးသမီးပဲရှာပြီးတော့ကျိုးမွေးချင်တာ ကဲငါသမီးငယ်လေးရဲ့အဖေပေါ်တိတက်လိုက်တာအဖေခုလိုကြားရတဲ့တင်လေအမောပြေးသွားတာပဲနင်းရကွာဗျနင့်ပြောနေရတဲ့တပ်ပြတ်ကုန်ပြီငါလောက်ဆရာရှိရသွားလို့ရအောင်မယ်ကဲအဖေသွားအောင်မယ်နော်သမီးနော်ချစ်တော်ရေးတင်နေတော့လေတက်တော်နာပြီမဆိုင်တင်တော့နော်ဆိုင်မတင်တော့အရင်စိတ်နေရတယ်ကိုယ်သိတယ်မလားအိမ်မလည်းလို့မဲစနေတဲ့စုခံနေရတာချစ်တော်ကမသိဘူးသိလားတို့ရဲ့အဖေဆိုလို့ရှင်လေတို့ကိုတုတ်တင်နေတာမဆိုင်တာရှင်ထဲမှာလေစနေကိုနားတယ်သိလားအော်ဒီဗီဒီယိုကြည့်ပြီးလို့ရှိရင်လေကော်ပီလေးလည်းယူတော့များများလေးလည်း share လိုက်အောင်နော်ကြည့်ပြီးရင်လေအသေးလေးလည်းပေးသွားအောင်အသေးလေးလည်းပေးကြအောင်ဒါပဲဒီနေ့ကတော့အရင်ဝမ်းနေတယ်ကဲသမီးမငုံနဲ့တော့ဒီနေ့လုံးမရလဲဘာမှဖြစ်ဘူးနောက်နေ့လည်းရှာလို့ရသေးတာပဲအလုပ်တွေအများကြီးရှိသေးရနော် သူတို့ကသမီးကိုအတွေ့အကြုံမရှိတော့ခံလို့မရဘူးပဲဒါပေမဲ့သူတို့မခံမဲ့သမီးကဘယ်အတွေ့အကြုံရှိပါလဲလို့ ဟုတ်တယ်ငါသမီးပြောမှန်းတယ်ကြည့်အဖေပြောပြမယ်အဖေပြောတာနားတော့မကြည့်ငါသမီးကအလုံးမရတာမဟုတ်ဘူးငါသမီးလိုအရေးချင်းရှိရဲ့သူတို့ကမရလိုက်တာနော်အဲ့တော့သမီးဘာမှစိတ်မကောင်းဖြစ်နဲ့နော် ဖေအခုတော့ဖေယောကရန်ဆိုးလာသလိုပဲနော် ဩသမီးဒါတက်တာလာတာ ကိုမြတ်မလက်ကုန်နေပြီလေမမလည်းရှိရင်လက်ခလာမတောင်းရင်လာမပေးတတ်ဘူးကျမလာတောင်းမှပဲပေးတတ်တယ် ဟဲမကျွဲအိမ်ထီထောင်လာတောင်းတာလားကျွန်တော်စီမှာရှိရနဲ့လာပေးမှာပါဒါမဲ့လေကျွန်တော်တခုပြောချင်တာကျွန်တော်နောက်လာနဲ့ပေါင်းယူလို့ရလားယင် မလို့ချင်မခုတ်ပေး မကျွဲလည်းအဲ့လိုမလုပ်ပါနဲ့ကျွန်တော်ဒီအိမ်ငားလာလဲကျွန်တော်တမီတက်ပဲကိုနော်လုပ်ပေးပါနော် မရဘူးခုတ်ပေးပေးမပေးအိမ်ဘောကရှင်း မကျွဲရဲ့အဲ့လိုမလုပ်လိုက်ပါနဲ့နော် ငါလက်ကိုလို့ ဟာမကျွဲကျွန်တော်မတနာရအောင်မလေးကျွန်တော်တမီတွေတနာပါနော်မကျွဲဘာဖြစ်တာလဲ ရလို့ဟဲ့ဒီခါတော့ထားလိုက်မယ်နောက်ခါလုံးဝမရဘူးနော် အော်အေးဟဲ့ရလို့တဲ့တမီ တော်တဲ့ဘောဖေရဲ့သူရားသွားလို့ ငါဒီတိုင်းအလုံးမရှိအကင်မရှိအားရနေလို့တော့မဖြစ်တော့ဘူးငါအဖေနဲ့ငါညီမလေးတစ်ဖက်တစ်လမ်းငါအထောက်ကူဖြစ်အောင်ငါအလုံးလုံးမဖြစ်တော့မယ်ဟယ်လိုအားလုံးမင်္ဂလာပါเนาะဒီနေ့ကကျတော့အပြောင်းကဟာတာဗီဒီယိုတင်တာလေးတွေခဏနားပါမယ်ဘာဖြစ်လဲသိလားချစ်တော်တို့အတွက်ကိုလေပစ္စည်း quality ကောင်းပြီးတော့ဈေးနှုန်းအရန်တန်တဲ့ပစ္စည်းလေးရောင်းပေးချင်လို့ပါရှင်မ ဘာလုပ်နေရလဲ လိုက်လို့နေရလေအော်လာညီမလာညီမဒါလေးကတော့အပြောင်းရဲ့ညီမလေးပါနှုတ်ဆက်လိုက်အောင်လေဟယ်လိုနှုတ်ဆက်လိုက်အောင်ဟမ်သူကလေအဲ့လိုပဲကင်မရာစိမ့်နေကင်မရာကြောက်တက်လို့ဟဲ့ဒီအနီလေးယူမယ်ကဲဟုတ်ပါပြီနော် မာမင်းဆရာရှိကိုလို့ ကဲခဏနေကြရင်လိုက်ပြန်တက်မယ်နော်ခဏလေးနားပါမယ်ရှင်ကဲဘာလဲပြော မဒါရင်းနဲ့ဘာလုပ်နေရလဲလို့ ဟောတော့ငါ SK collection နဲ့အထည်ပြီးရောင်းနေရလေ SK collection ဟုတ်တယ် SK collection ဆိုတာလေတုံးတရားစားပြီးတော့ဝယ်လို့ရတယ်အထည်50 100 900 1000လက်ကားစီလည်းရှိတယ်ချိုးချုပ်တာလည်းဒီမှာကြည့်အမြင့်နော်အရင်ဝင်ချင်လေရတယ်ဟဲ့ အေးဝင်ချလဲရရဲ့ ဟုတ်တယ်တကယ်လို့ဆိုင်မှာတောင်းဝယ်ခြင်းနဲ့ဆိုတော့လေ53 54လမ်းကြား13လုံးစီမန္တလေးမြို့မှာရှိတဲ့လေ SK အထည်ဆိုင်မှာလေကိုယ်တိုင်ကိုယ်ကြတွဲယူလို့ရတယ်တော့ပြီးပြောရမယ်ဒီနေ့ယူထားတဲ့တာတွေအကုန်လုံးလေ so out ဟဲ ကိုမြတ်မောင် ဟဲ့မကျွဲကျွန်တော်အိမ်လာခေါနောက်လာတိဆောင်ပေးဖို့ပြောထားတယ်လေ အိမ်လာခလာတောင်းတာမဟုတ်ပါဘူးနင်သမီးရီစီကိုလာတာ
နင်းသမီးရောင်းတဲ့ SK collection ကလေငါနေဝင်နေကြဆိုင်လိုက်ပွင့်နေချိုးရုပ်ချလာတဲ့ကောင်းနေအခုနင်းသမီးရောင်းနေဆိုတော့ငါတော့ပိုအဆင်ပြေသွားတာပေါ့ အန်ဒီဘာကိစ္စလဲမသိဘူးနော် အင်ချီလာယူရလေ အင်းကြီးလာယူတာဘယ်အင်ကြီးတော့ ဟောအားလုံးယူစမမှန်ထားတဲ့အမလေ အော်ကျေးဇူးအသေးခွဲတဲ့အလားပေးမဆိုတဲ့အကောက်ပိုင်ရှင်အမလား ဟုတ်တယ်လားအမပဲ မထင်အောင်လာကဲကြောက်တော်လေးအားလုံးယူဆိုတဲ့အထည်ပါတော့ အေးဟုတ်ပြီဟုတ် ဟုတ်အာကျေးဇူးအများကြီးတင်ပါတယ် ကဲ့သွားပြီနော် ဟုတ်နောက်ဒီဇိုင်းတက်တွေလည်းလာအောင်ပါနော် ဟုတ် အော်မကျွဲသမီးကဈေးရောင်းရလားသမီးရဲ့ ဟုတ်တယ်လေအဖေရဲ့သမီးကလေညီမလေးတော့ပညာရေးဘက်မှာမထူးချွန်ပေမဲ့သမီးဝါဒနာပါတဲ့အလုပ်ကလေးကိုစူးစမ်းလုပ်ပြီးတော့လေဒီပက်တလားနေအဖေတို့ကိုကူညီပံ့ပိုးချင်လို့ပေါ့အဖေဒီမှာကြည့်အောင်ဒီနေ့သမီးရောင်းရတဲ့အမြတ်ငွေအဖေကိုအပ်တယ်နော် အော်သမီးရဲ့အဖေလဲလေသမီးငယ်နဲ့သမီးကြီးကိုအမြဲတမ်းရှင်းပြီးပြောမိရတဲ့အတွက်အဖေတောင်းပန်ပါတယ်သမီးရဲ့ မလို့အောင်ဖေရဲ့အဖေရဲ့စကလုံးတွေထက်လေအဖေစကလုံးနောက်မှာပါလာတဲ့မြတ်တာတရားသမီးကမြင်အောင်ကြည့်တတ်ပါတယ် ဘာအဖေလဲတီးလိုက်ပါပြီလူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတော့အဖေကောင်းကောင်းကြီးကိုတီးသွားပါပြီသမီးရဲ့ မမညီမလေးလည်းမမနဲ့တူစေအောင်မယ်နော် အမလေးရောင်းမှာပေါ့မမအရှိရရောက်မယ်ညီမလေးကညံကောင်းနေဆိုအနောက်ကနေဆေးမှတ်ပြီးဟုတ်ပြီလား ကဲတို့သားဖားတွေဒီညနေစပြီဝါကွယ်ဈေးရောက်ကြမယ်ဟဲ့